အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တောအတွင်းမှာအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြတ်ခြင်းတွေရှိမယ်အလုံးစင်တိုးတက်မယ်လုပ်ပိုင်ခွင့်ပုံမရရှိမယ်ယာဓုအဆင့်တိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးပွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စိတ်ကူးကြံကြံတို့ကိုလက်တွေ့ကောင်တဲ့ဖို့ရတင့်တော်တယ်အလုံးရှာခြင်းအလုံးလျှောက်ခြင်းအတွက်ကောင်းတယ်ပြိုရသူတွေမှစမ်းပွင့်တယ်ဘဝရေးကြီးကိစ္စတွေမှာမြုပ်နှံလိုက်ရင်ထူးခြားတဲ့အကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်။အားရနေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိ16ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဝေဖမတင်မှုတိုက်ခံများမယ်မတော်တဆထိခိုက်မှနေကိုလည်းကျူးဆက်ရမှာပေါ့အနောက်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းသွားလာကျူးဆက်မယ်19ရက်နေ့မှာရံများမယ်တိုက်ခံများမယ်ထင်လွဲမှုတွေဖြစ်ရှင်းရတတ်တယ်စိတ်ရှုပ်ထွေးရတတ်တယ်18ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ယူရမယ်မတင်မပဲအမျိုးသမီးမိတ်ဆွေကြီးကဲထူအောင်ကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းဖွင့်သွားမယ်19ရက်နေ့မှာခရီးကိစ္စအစီပြေမယ်လူမျိုးကွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်စီပြေမယ်ပစ္စည်းပြောက်တတ်တယ်20ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်ရာရာဆင်ပြေမယ်21ရက်နေ့မှာအသေးစားထိခိုက်မှုတွေကျူးဆက်ရမယ်ရံများခြင်းနဲ့မတော်တဆညက်ဖြစ်ပေါ်တတ်ခြင်းတွေကျူးဆက်ရမယ်အနောက်ရက်ကုန်တီသွားစရာနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့သွားနိုင်3နိုင်တွင်သွားလာနေထိုင်အထူးပြုပြီးကျူးဆက်ရမှာဖြစ်တယ်အဲ့ဒီ21ရက်နေ့ဇွန်ကဒဏသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်အကျွေးစိတ်နှစ်စိတ်ကိုအမွှေးနဲ့သာပြန်ပြီးလူနဲ့ဆောင်ပေးပါဒီကာလအတော်တွင်းမှာကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာသောကြာမွေးသူတွေဒုက္ခပေးမယ်369ကဏ္ဍနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီဝင်တွေဘုရားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းရင်ဆုတောင်းပြည့်ပါတယ်ကျေးဇူးတင်ပါတယ်